လုပ်ငန်းရှင်တွေကြော်ညာဖို့ဘလောက်ပဲတုံဝင်လာတဲ့ဖောက်သည်တွေကိုစက္ကန့်ပိုင်းအတွင်းဆမပြန်နိုင်မှုဆိုရင်ဒါမှမဟုတ်စနစ်ကျတဲ့ follower တွေမလုံနိုင်မှုဆိုရင်အဲ့ဒီကြော်ညာကားတွေကရေစုံမျောသွားတာပါပဲ။စာပြန်နောက်ကျလို့ပြိုင်မက်စီပါသွားတဲ့ leaf တွေ follower အထက်လုံးပြီးလို့လူရမဝင်တဲ့ spam အဖြစ်သတ်မှတ်ခံထားရတဲ့ပြဿနာတွေကိုကြုံနေရပြီဆိုရင်တော့ဒီဗီဒီယိုကမိတ်ဆွေအတွက်ဖြစ်ပါတယ်။ဒီပြဿနာတွေအားလုံးကိုအမြင့်ပြတ်ဖြေရှင်းပေးမယ် The Havilet ရဲ့ The Silent Closer A3 System နဲ့မိတ်ဆက်ပေးပါရစေ။ဒါဟာတာမန်ချက်ဖို့တစ်ခုမဟုတ်ပါဘူး။ဖောက်သည်ရဲ့စိတ်ခံစားချက်ကိုနားလေတဲ့ marketing 7.0အဆင့်မြင့် AI စနစ်တစ်ခုဖြစ်ပါတယ်။ဆိုတော့လက်တွေ့ကြည့်အောင်ပါ။ဖောက်သည်ကစာတစ်ကြောင်းပို့လိုက်တာနဲ့ကျွန်တော်တို့ရဲ့ AI ကစာကိုဖတ်ပြီးတော့အကောင်းဆုံးချက်ချင်းတုံ့ပြန်ပေးပါတယ်။ဒါတည်းမကသေးပါဘူး။ဒီဖောက်သည်ကတကယ်ဝယ်မဲ့သူလားစုံစမ်းရုံတက်လားဆိုတာကို AI ကခွဲချမ်းစိတ်ပြပြီး Google Sheet တွေကိုစက္ကန့်ပိုင်းအတွင်းလူလျောက်စည်ရင်းသွင်းပေးပါတယ်လူတွေက data entry လုပ်စရာလုံးဝမလိုတော့ပါဘူးအကောင်းဆုံးအပိုင်းကအခုမှလာမှာပါသင်တန်းအပ်ဖို့တုံဆိုင်နေတဲ့သူတွေကိုစနစ်ကနေသတ်မှတ်ထားတဲ့အချိန်ရောက်တာနဲ့ follower စာကိုအလိုလျောက်တောက်ပို့ပေးပါတယ်ပို့ပြီးတာနဲ့တစ်ပိုင်းနဲ့ CRM နဲ့မှာ dam လို့ချက်ချင်းပြောင်းမှတ်လိုက်တဲ့အတွက် customer ကိုစာရီထက်ကတလဲလဲရောက်သွားမယ် spam အနေနဲ့ကနေ100%ကောက်ွယ်ပေးထားပါတယ်ဒါဟာမိတ်ဆွေသင်တန်းကျောင်းရဲ့ conversion rate ကိုတိတိကျကျတက်စေပြီးတော့ ROI ကိုအမြင့်ဆုံးရရှိစေမယ့်အချက်ပါပဲသင်တန်းကျောင်းတွေ SME လုပ်ငန်းတွေအနေနဲ့24နာရီမနာအလုပ်လုပ်ပေးမယ်ဒီလို smart AI စနစ်မျိုးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အခုပဲ The Havilet ကိုဆက်သွယ်လို့ရပါတယ်မိတ်ဆွေလုပ်ငန်းအတွက်အဝင်ကင်ကြားဖြစ်မဲ့ automation ကိုကျွန်တော်တို့တည်ဆောက်ပေးမှာဖြစ်ပါတယ်